ဦးနောက်တွေထုတ်တယ်အမေနဲ့တူတာပေါ့ငွေသိန်းသမီးပဲတော့ရှိမှာမငွေသိန်းသမီးဆိုတော့ဘယ်နဲ့မဲ့ပေးမလဲမငွေရှာပေါ့ငွေမဲ့ရှာလေ စစံတော့တကယ်ရှာတယ်သူကလှုပ်ချင်တာ तू plan နဲ့တအားများတဲ့ခါကျတော့ तू လှုပ်ချင်တာလှုပ်ခွင့်ရဖို့အတွက်ဆိုဦးနိုင်ဘာမှမရှိဘူးသမီးရှာလိုက်ရတယ်ကိုယ့်ကိုစုတာလှုပ်ဘာလို့ဦးနိုင်တို့လည်းမလိုဘူးလေတဲ့အဲ့လို vlog behind the scene လေးဆိုပြိတ္တကကြိုက်တယ်ဒါပေမဲ့ဟိုပွဲတာလိုက်တယ်တဲ့ဟို stage show ဆိုအိတ်တော့ပြိတ္တကဘယ်တော့မှနှစ်ပါးမကြည့်ရရိုက်ပြီးအိတ်တော့ပြိတ္တကနှစ်ပါးကြည့်ချင်လို့ဘယ်တော့မှနှစ်ပါးမကြည့်ရအတန်းကနေပြီးတော့တဲ့အိပ်ပျော်သွားတာအခုနှစ်ပါးမှပြန်လို့လာတယ်ပေါ့နော်တော်သေးမြန်မာတန်ပြီးရထိစောင့်ပြီးရပါတော့ကျေးဇူးတောင်တင်ပါဖေကိုလိုက်အားပေးတာမဟုတ်ဘူးသူကစီးပွားလိုက်ရှာတာအဲ့တော့ဘလော့ရိုက်ဖို့လာတာဒီစကားလေးကအချစ်တက်ဆုံးလူသားပေါ့နော်စကားလေးကမင်းကိုဆိုရဲ့ဇလန်းဇညွန့်ပေါ့ထုံးနိုင်ကလန်မင်းကိုဆိုရဲ့ဇလေးကိုကြိုက်တော့ဝယ်ပြီးတော့ဥက္ကပြင်နေတာလေးပြောချင်တာလေးအကုန်လုံးညှိလိုက်တယ်ပေါ့ညှိလို့အဆင်ပြေရနဲ့သူ့ကိုပဲဇညွန့်ရေးခိုင်းလိုက်တယ်တော့ producer ကတော့အခုထုတ်လုပ်သွားတော့အခု production အသစ်ပေါ့နော် production အသစ်ပေါ့ဒီကမှ DOV က3ပေါင်ပေါ့3ပေါင်ကအဲ့ production မှာသူကဟိုပေါ့organize လုပ်နေတာဆိုတော့လေသူခေါ်လာတာပေါ့နော်သူလက်နဲ့ရိုက်ချင်တယ်ဆိုပြီးတော့ဒီကတော့သူနဲ့ချောရနာနဲ့ပေါ့ချောရနာရဲ့တငယ်ချင်းပေါ့မတဲကရင်းတော့ cherry fan သူလုံးမယ်ဆိုတော့စကားပြောကြရင်လည်းဥနိုင်မှာဒီစက်ကလေးရှိတယ်လို့ပြောလိုက်တော့သူသဘောကျဆိုရင်ရိုက်ဖြစ်သွားတယ်စက်ကလေးကဆန်းတယ်မင်းသားက1ယောက်ပေါ့မင်းသမီးက9ယောက်စသိမ်းမှဝင်လာမယ်2ယောက်လို့ဆိုမင်းသမီး6ယောက်ချစ်တဲ့ဆုံးလူသားပေါ့ရန်ချစ်တဲ့ကောင်လေးပေါ့မချော6ယောက်မင်းသား1ယောက်ဖြစ်နေပါဟုတ်တယ်အဲ့လိုမျိုးကျွန်တော် supporting actor တွေတိတ်အများကြီးမပါကျွန်တော်ပါမယ်တွက်လက်ပါမယ်မတ်ဂွန်ပါမယ်ပြီးရင်ကျွန်တော်အေးအောင်ပါမယ်နောက်ဟိုအားရကျတော့ကျွန်တော်ချို့အားရဟို daily actor တွေအများသူတမျိုးမှာတစ်ခါဖြစ်သွားတယ်ဒီမျိုးတနေ့စီမှာဖြစ်သွားတယ်ဖြစ်တယ်ဆိုတော့conflict actor နေရပေါ့နော်တဲ့အဲ့လိုတွန်းအားရဲမဟုတ်ဘူးကိုရိုင်းဝါသနာပါပြီးစိတ်ပါဖြစ်တော့မှာပေါ့နော်အဲ့လိုစိတ်ဟိုတကယ်ဝင်စားလို့လဲတဲ့ဝင်လို့ဖြစ်တာပေါ့မဟုတ်ရင်လည်းမလုပ်ဖြစ်ဘူးပေါ့နော်အဲ့တော့ဒီဟာမှာကိုဝါနာပါလာဆိုတဲ့အချိန်မှာလည်းကိုတေချာစူးစမ်းရဲကိုအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်တယ်ပေါ့နော်သူတို့ကကလေးတွေဆိုတော့လေရင်တော့じゃဘူးရတာမကွဲတာပေါ့နော်သူဘာဝါသနာပါနေလဲဆိုသူ့ကိုသူတကယ်မသိသေးဘူးအဲ့အချိန်ကသူစိတ်ထဲမှာ तू ကစာဘက်ကိုသွားမယ်ပညာရေးနဲ့အောင်မြင်အောင်ကြိုးစားမယ်လို့ तू စဉ်းစားကောင်းစဉ်းစားမှာပေါ့ဒါနဲ့တကယ်ဆိုကြပါစို့အကြောင်းတရားတိုက်ဆိုင်လာတဲ့ခါမှာအကယ်ဒမီရွှေကြိုလုပ်ရမယ်ဆိုမက်ဆင်တို့ကိုရန်လေးတို့ကတင်းခဏလို့ဘာနည်းပြန်သွားရတာသမီးတွေကဖြစ်စေခြင်းနဲ့ဆိုအဲ့မှာသူ့မှုကျွန်တော်မေးပေးမယ်တဲလုံးမှာဆိုအဲ့ချိန်မှာ तू ကစင်ကူသွားဖို့ပြင်နေပြီလေအကြောင်းတက်ဖို့ပြင်နေတာတော့ तू ညင်းသေးတယ်နောက်ကျတော့ तू လှုပ်ကြည့်လိုက်မယ်ဆိုပြီးတော့လှုပ်တဲ့အချိန်မှာ तू အရန်ပျော်သွားပြီးတော့ဒါပဲလုပ်တော့မှဆိုအဲ့ဟိုပတ်စံသွင်းထားတယ်ပဲအကုန်စုံသွားတာလေကြောင်းတက်ဖို့ပတ်စံသွင်းထားတယ်ဆိုတော့ဒါ तू အဲ့တော့တကယ် तू ဝါသနာတကယ်ပါဆိုတော့ तू တကယ်သိသွားတဲ့အချိန်ကျတော့ဒါကိုလုပ်ဖြစ်တာပေါ့အောင်မြင်ခြင်းမအောင်မြင်ခြင်းကတော့ကံပေါ့နော်ဝင်လင်းပြောမယ်ဆိုလို့ရှင်ရွှေကြိုပြီးကစားရလဲဒီ project တွေရမ်းများပတ်စံပိုးရစီးပွားရေးသွားပြီးတာနော်အဲ့လိုဆိုတော့အဆင်ပြေရပေါ့နော်ဒါလည်းမဆိုးပါဘူးဆိုပြီးတော့ဒီကြော်ညာလေးရိုင်းနဲ့လှုပ်ဖြစ်တာပေါ့ဒါပေမဲ့တကယ်တမ်းအဲ့လိုရိုင်းနဲ့မှာပို့ပြီးဝါသနာပါလာတယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းဒီ series တွေရိုက်နေနဲ့ဒီ vlogger line ပို့ဝါသနာပါတယ်ပါလာတော့series ရိုက်နေနဲ့ဒီ vlogger တွဲလုပ်တာထက်ဆိုင် vlogger နံပါတ်1ဖြစ်သွားပြီအဲ့လို vlog ရိုက်တဲ့ဟာအဲ့လိုမျိုးလေးပေါ့နော်ကိုဝါသနာပါတဲ့ဟာကိုပိုတိလာတဲ့ခါမှာကိုတိရဲ့လမ်းကိုပဲပို့ပြီးရှောက်ဇက်လမ်းကိုဆိုလို့ရှိရင်ဖေတို့လည်းပြောရဲသမီးအများကြီးဇက်တိုက်ကြီးမရိုက်ဘူးကြိုက်တဲ့ဟာလေးတွေမှာအဲ့လိုမျိုးသဘောကျတဲ့ဟာလေးမှာရွေးရိုက်မယ်ပေါ့ဆိုတော့တဲမှာအလုပ်3ခုဖြစ်နေကိုပိုင် brand မှန်ကုန်လည်းလုပ်ထားတယ်ပြီးတော့ဒီ YouTube vlog တွေလည်းလုပ်တယ်ဒီကားလည်းရိုက်တယ်ဆိုတော့3ခုလုံးတယောက်တည်းဆိုတော့အရန်ပြိုင်းနေပေါ့နော်အဲ့တော့ series ရုပ်ရှင်တွေကအရန်သဘောကျရဲဆိုတော့မှပို့လို့ဖြစ်တယ်ပေါ့နော်အဓိကတော့ကြော်ညာနဲ့ဒီ vlog ပိုင်းပို့သွားရဲပေါ့ခေါင်းတော့မှာပတ်စံတွေပဲထည့်ထားတယ်အုံနောက်တွေထုတ်တယ်အမေနဲ့တူတာပေါ့ငွေသိန်းသမီးပဲတော့ရှိမှာမငွေသိန်းသမီးဆိုတော့ဘယ်နဲ့မဲ့ပေးမလဲမငွေရှာပေါ့ငွေမဲ့ရှာလေစစံတော့တကယ်ရှာတယ် तू ကနောက်ပိုင်းဆိုရင်ဥက္ကဋ္ဌ
သူလှုပ်ချင်တာသူ plan တွေကတအားများတဲ့ခါကျတော့သူလှုပ်ချင်တာလှုပ်ခွင့်ရဖို့အတွက်ဆိုခုနဘာမှမရှိဘူးသမီးရှာလေးရတော့ကိုယ့်ကိုစုတာလှုပ်သွားလို့ခုနတို့လည်းမလိုဘူးလေသူကဟိုရင်းနှီးမြုပ်နှံများတဲ့ခါကျတော့သမီးမှသမီးသိနေတာဘာမှလည်းမရှိဘူးအဲ့လို ပြီးခဲ့တဲ့နှစ်ထဲကဆိုရင်အလုပ်တော့တစ်ဖက်ကရလာတစ်ဖက်တည်းထည့်လိုက်တယ်တစ်ဖက်ကရတစ်ဖက်တည်းထည့်လိုက်တယ်ဘယ်နာရောက်နေမှမသိဘူးပတ်စံနေအဲ့လို ပတ်စံတည်းကိုလည်းပဲ တဲကဟို Capricorn မို့လို့ထင်တယ် Capricorn ဆိုအလုပ်ရန်လုပ်တဲ့ size ဆိုတော့လေအဲ့အကြောင်းပြုမယ်ပြီးအမေသမီးမို့လို့ ဖိတ်သမီးကို တကယ်မအဲ့ရအောင်လေ စနေရှာပြီးမြို့ပဲအဲ့ရလား အပူတဲခုလို့ဆိုအလုပ်ထဲမှာရင်းနှီးမြုပ်နှံထားရပါတော့ အခုဆိုရင်ခရီးသွားရင်စိတ်ချရလေသူအိမ်မှာရှိပြီဆိုသူကလူကြီးလေးလို့ဖြစ်လာပြီအိမ်မှာလည်းအကုန်လုံးကအိမ်အောင်ခွဲသွားကြတော့သူတယောက်ပဲခြံခဲ့တော့တာလေသူတယောက်ပဲခြံခဲ့တော့ဟိုသူပဲဆဆရအရင်တော့ဆိုသူအရန်ကြောက်တတ်တယ်အခုဆိုတခါကျခရီးသွားပြီဆိုတော့သူကအိမ်မှာသူ့ရဲ့သူ့အမရဲ့သူ့အတော်ရဲ့ဒါပဲခြံခဲ့တာလေအခုဆိုသူနေတက်သွားပြီပြင်လည်းမထုတ်သူအခန်းထဲမှာပဲနေရလို့ဆိုအိမ်မှာရှိလို့မရှိလားမသိခါကျကားကြည့်တော့မှကားရှိမှတသက်ရှိတာပဲအဲ့လိုပြင်လည်းမထုတ်သူကသူ့အခန်းထဲမှာ ခုနပိုင်းတော့ထွက် စိတ်ချတာ ကားတဲ့ကိုယ်ရင်ဆက်တာဆိုတော့ तू block တယ်သူ edit လုပ်တာဆိုတော့လေသူက ဒီပွဲတွေကိုလည်းကိုယ်တိုင်လိုက်ရိုက်နေတာဟုတ်ရိုက်နေတာ ဟုတ်တယ်တဲ့အဲ့လို vlog behind the scene လေးဆိုပြိတ္တကကြိုက်တယ်ဒါပေမဲ့ဟိုပွဲတာလိုက်တယ်တဲ့ဟို stage show ဆိုအိတ်တော့ပြိတ္တကဘယ်တော့မှနှစ်ပါးမကြည့်ရ ရိုက်ပြီးအိတ်တော့တယ် ပြိတ္တကနှစ်ပါးကြည့်ချင်လို့ဘယ်တော့မှနှစ်ပါးမကြည့်ရဘူးဒါတော့တော်သေးမြန်မာတန်ပြီးရဲ့အထိစောင့်မိရပါတော့ ကျေးဇူးတောင်တင်ဟေးဟိုလိုက်အားပေးတာမဟုတ်ဘူး तू စီးပွားလိုက်ရှာတာအဲ့တော့ block ရိုက်ဖို့လာတာအဲကျေးဇူးတော်တင်ပါတယ် तू block ရိုက်တော့ပရိသတ်တွေတီတော့ပွဲဒီနေ့ကတော်တော်ကအ ဖေတို့ပွဲတွေပါခိုင်တယ်မပါရင်တဲ့အခန်းဖယ်ထားတယ်ပွဲရှင်တွေက ပွဲငါတဲ့အလူရှင်တွေက ဘလော့ပါမယ်တို့ထင်တာအဲ့လိုမျိုး ခါကျရင် तू ကမအားရင်မ live ဖြစ်ဘူးလေ ကိုဘလော့ပေးတဲ့ကိုများနေတယ် ဟုတ်တယ်ဘလော့ကကြတော့ဟိုအကုန်ကြည့်ကြရဲဆိုတော့လေပြီးတော့လူကလေးအစလူကြီးဆိုအကုန်ကြိုက်ကြရပါတော့ဘလော့ကိုကြရဟုတ် နေနေရုပ်ရှင်တွေရိုက်နေဆိုစင်မောချက်ပါလို့ စင်မောတော့မတက်ရဲဘူးအဲ့ရွှေကြိုး ပြုတ်ကြပါစို့ ရွှေကြိုးတော့နှခမ်းတွေအဲ့လိုရိုက်မေးအဲ့လိုမျိုးလေအရန် ခါကျ तू အောင်တဲ့ကပေးစင်းနေဖို့လို့ဆိုတချင်းနဲ့တဘုံမှမဆိုဘူးအကလည်းမကောက်ဘူးဆုချမယ်ဆိုရင်စင်မတက်ဒီလိုဖက်ဖက်လှုပ်ပြီးရန်စင်ပြေးပေါ့ဆုယူပြီးယူရ ကြည့်ပါတိတ်တာ သူကြီးရအော်တိုမာတီပွဲတော့လည်းတက်သွား အပါလာပြဘာမှမလုပ် for sure ပဲ ပေါ်ရှော့ပဲ သူကြီးရတော့ ဟုတ်လားဒီသူတမီးတော့တကယ်ပြီးတာမင်းတို့မတူဘူးနော် ဟုတ်တယ်ခေါင်းကြီးကကင်းဆောင်တဲ့ဦးလေးနဲ့တူတာရှင်းတတ်ပြီလား